present perfect tense ကဘာလဲဆိုတော့အခု perfect ဆိုတော့အခုကျွန်တော် PC သွားတာပေါ့နော်အခု present ဆိုတဲ့အချိန်မှာ PC သွားတာကိုပြောချင်တာတဲ့အခုချိန်မှာပြုလုပ် PCB ဖြစ်ဖြစ် PCB ဖြစ်နေတရားပေါ်ပြရန်အတွက်အသုံးပြုသည်ဘယ်လိုနာမျိုးလဲဆိုတော့ already just not yet တို့တွေနဲ့လည်းတွဲဖက်အသုံးပြုတယ် I have heard the news ငါသတင်းကြားဒီသတင်းကိုငါကြားပြီးသွားပြီပေါ့နော်အခုပြောလိုက်တဲ့အချိန်မှာကြားပြီးသွားပြီ I had already done his homework he has already done his homework ဆိုတာသူကသူ့ရဲ့အင်စာတွေကိုလုပ်ပြီးနေပြီငါတို့ကလေးတင်ဒီကိုရောက်လာတာပေါ့နော် we have just arrived here ငါတို့ကလေးတင်ဒီကိုရောက်လာတာ I haven't received the email yet ငါဒီ email ကိုလက်ခံရရှိမှုမရှိသေးဘူး or I haven't yet received the email အဲ့ဆိုတော့တစ်ခုပြုလုပ်တယ်ဖြစ်ရှင်းကအခုချိန်ကာလမှာမြင်မြပြုလုပ်ပြီးဖြစ်သည်ကြွေးရှင်းသည်ဖြစ်သည်ဖော်ပြရန်အတွက်အသုံးပြုသည်ငါဒီကိုတည်တန်းအသက်ကို2လအကြာလေးလာပြီးပြီ I have studied this textbook for 2 months ငါတဲ့အဲ့ဒီလူကိုကလေးဘဝကလေးကတည်တာ I have known the person since childhood ပြုလုပ်ဖူးတယ်ဖြစ်ဖူးသည်ဖော်ပြရန်အတွက်နဲ့ဆိုရင် ever never once twice many times စသည်တို့ဖြစ်ရံပရံကတွက်ဖက်အသုံးပြုပါတယ်သူလေးကဥရောပနိုင်ငံတချို့ကိုရောက်ဖူးတယ် his uncle has ever been to some European countries ငါကအဲ့ဒီဒေသကိုတစ်ခါမှမလဲပတ်ဖူးဘူး I have never visited the area သူကအဲ့ဒီလူတွေနဲ့အချိန်ပေါင်းများစွာဆက်ဆံဖူးတယ် he has said there were such people so many times